မျက်လုံးလေးကဘာလို့အဲ့လောက်တောင်ချစ်ဖို့ကောင်းတယ်ဆရာမလေးအဲ့အရန်ချစ်ဖို့ကောင်းတယ်အရန်ဆွဆောင်မှုရှိတဲ့မျက်လုံးလေးနဲ့ကျွန်တော်အဲ့လိုစိုက်မကြည့်ပါနဲ့ဆရာမလေးစိုက်ကြည့်တော့ဘာဖြစ်လို့လဲဟုတ်ဆရာမလေးအဲ့လိုစိုက်ရင်ကျွန်တော်ကြိုက်ပြီးတော့မှကြောက်လို့ပေါ့ဆရာမလေးဘာလို့မင်းထင်းတော့မထားဘူးဟာဒါမျိုးကြာထွက်တယ်နော်ရင်ထဲကစကလုံးတွေထင်းတော့လက်လန့်ဆရာမလေးရဲ့အဲ့အရန်ဆွဆောင်မှုရှိတဲ့တမင်မျက်လုံးလှလေးနဲ့ဆရာမလေးအဲ့လိုကြီးဆွဲပြီးမကြည့်ပါနဲ့နော်ဆရာမဆွဲကြည့်တော့ဘာဖြစ်လို့ဟာဆရာမလေးအဲ့လိုဆွဲရင်ကျွန်တော်ကျွေးမိတော့မှကြောက်လို့ပေါ့ဆရာမလေးပိုင်လိုက်လားဟာဥဒုတော်တူတယ်တော့ရှိပါဘောဖုန်းကြောင့်ကနေရလေဆရာမလေးကျွန်တော်အဲ့လိုခိုးပြီးမကြည့်ပါနဲ့ဆရာမလေးခိုးကြည့်တော့ဘာဖြစ်လို့ဆရာမလေးအဲ့လိုခိုးကြည့်ကျွန်တော်ဒါကြတော့မင်းမပိုင်ဘူးပြန်ပြောလားစိုက်မကြည့်နဲ့စိုက်ကြည့်ကြိုက်မိတော့မှကြောက်လို့လေဆွေမကြည့်နဲ့ဆွေကြည့်ရင်ကျွေးမိတော့မှကြောက်လို့ကျွေးမိသွားမှာခိုးမကြည့်နဲ့ခိုးကြည့်ပိုးမိတော့မှကြောက်လို့ပါဟဲ့ပိုးကယ်လို့ပိုးမကယ်တော့ဘိုးတယ်နဲ့ငါပြဲလာနဲ့တဲ့ဆရာမလေးကျွန်တော်ကလာငါတက်တဲ့ဆရာမလေးပြောအောင်စတာပါနော်ဆရာမစိတ်မစွနဲ့နော်ဆိုပါဦးကဲဆရာမလေးဒီကပတ်ဝန်းကျင်ကြီးစိုက်နေကျွန်တော်နှစ်ယောက်ပတ်ဝန်းကျင်ဘယ်လိုပဲထင်ကြပါစေတကယ်ဆရာမလေးနဲ့ကျွန်တော်နဲ့ကြိုးစားမှုအထီးကပဲတတ်မလားဆရာမလေးတဲ့ကြိုးစားမှုလည်းပြောသေးတယ်ငါရဲ့ပြောင်းပါလေးကိုလိုက်ကြီးကိုခိုင်းတာတော့ကြိုးစားကျွန်တော်တူလေးကိုနော်ဆရာမလေးဘလို့မအောင်မင်းနဲ့လင်းလို့သားလို့အဲ့လိုကြီးမထင်နဲ့လို့ဆရာမလေးရိုးသားရဆိုလက်ကြီးကိုခိုင်းတာရိုးသွားဖို့လည်းခိုင်းတော့အဖြစ်တော့ဘာမလဲလူလာပြီးအပြစ်ပဲပြောယူတယ်မောင်နှမစိတ်တန်ငါတူကတန်ရှင်းတယ်ဟောသူဆရာမမတည့်ချင်းဘူးပြောနေရလားဟုတ်ပါဘူးဆရာမလေးကရိုးသားတယ်အဲ့ဆရာမတော့သွားနောက်ရှက်မှာတော့နေနဲ့ငါနဲ့ကြရင်ဝစ်တယ်မှာနေမကြောက်ဘူးလားလဲပါလားလဲဆရာလားဆရာမလေးနောက်လိုက်မလို့ဟုတ်ဗျာဘာလိုက်မှာတော့ဒီမှာငါတယောက်လုံးရှိနေတာကွာတော့ကြဆရာမလေးတခုဖြစ်သွားရင်ကျွန်မပဲလာပြီးတောင်းရင်ကြောက်အမလီငါတူလေးကရိုးသားတယ်ဘဝပြည့်ရုံမကူတကယ်ပြောတော့ပါဟာနေရာလေးအေးဆေးလေးဒီမှာနေရောက်တဲ့နော်နင်းကငါအပြင်းပြင်းမျက်လက်ပြအောင်မလားလူရှင်လက်ရေကိုစုပ်ပြလိုက်ဟမ်ပြကြည့်တော့မလို့ကြည့်အောင်လို့ပါတော်ပါပြီအဲ့ဒါတွေကနှစ်ကိုကြားပြောရမယ်ဟာဒီမှာမကောင်းဘူးနင်းအဲ့တော့မရဲတင်းနဲ့တော့ပွင့်လင်းမြင်သားဆိုမဲ့ပွင့်လင်းတိုင်းမကောင်းဘူးမြင်သားတိုင်းမကောင်းဘူးဘာမျက်လက်ပြမယ်ဆိုလို့ပြခိုင်းတာလေဒါနဲ့စကားမဆက်နေငါ့ကိုမချစ်ချင်ဘူးလားလေလေဟာငါ့ကိုတိတ်နဲ့မစားကောင်းတဲ့အတီးကြနေတာပဲမဟုတ်လားလို့အမတရကြီးနော်တရသီးဆိုတာပေးရှုံးရင်ချိုးတယ်ကဲဒီကနင်းလင်ကိုဂယူးဆိုင်ပါနင်းယောက်ျားလေးကိုလွတ်ပေးထားလိုက်ဒါလေးနဲ့ဒါကြီးမောင်ဒါကြီးနဲ့ဒါလေးဆိုဒါလေးနဲ့တော့မှာဒီကအသက်ကြီးပင်မပြည့်စည်သေးဘူးနော်ပရေလိုက်ပြင်မဲ့တနွေကျိတ်နိုင်သေးတယ်ဗျလူဘာကောင်မှတ်နေတော့အသက်ကလေးကွာလာ80 80ဟုတ်ဘာတော့ကရောက်ငါ6နှစ်ပဲ80 80လို့တကယ်ပြောတော့ကလေးနေစေးတဲ့ပေးကြတဲ့ထီးတွေးမှုအာယုံတွေမှာငါနင်းမျောပြီးတော့ငါရှင်ထဲမှာဒီညစဉ်ညတိုင်းငါပက်လက်လေးလန်အိတ်တယ်နင်းမျက်လုံးလေးတွေကချင်းအောင်ပေါ်မှာဝဲတယ်မဖြစ်သေးပါဘူးဆိုဘေးတစ်ဆောင်လေးအိတ်နင်းမျက်လုံးလေးတွေကဝဲတယ်နဲ့မဖြစ်သေးပါဘူးဆိုမောက်ရဲ့အိတ်တယ်အောက်ကနေနေရပေကလန်ဘာရောနင်းမျက်လုံးလေးတွေပြောတော့နေရလဲလေဒါတွေငါပြောတယ်ပွင့်လင်းတိုင်းမကောင်းဘူးမြင်တာတိုင်းမကောင်းဘူးလို့ဘာပြောမိလို့တော့တကယ်ပါကလေးနင်းရဲ့မျက်ဝန်းလေးတွေစိတ်ငြိမ်ရက်ွယ်ဆိုရင်ကိုယ်နှလုံးသားတွေစူပူမှုနဲ့အဖမ်းခံရတာကြာပါပြီကလေးတခါတည်းသွားလိုက်တော့မြန်မာပြည်ကကုံစိမ်းလုံးအတက်ပဲရှိတယ်ငါလည်းမင်းကိုအချစ်ပဲရှိတယ်အမုန်းဆိုတာဘယ်တော့မှမရှိဘူးတကယ်ပြောတာပါကလေးနင်ငါ့ကိုနည်းနည်းပါးပါးကြုံလုံးပြန်မချစ်ချင်ဘူးလားဟမ်ချစ်ချင်စရာပဲပြောလိုက်တာလေနိုင်ငံရေးအကြောင်းတွေဘာတွေပြောလို့ပြောနေမှမသိတကယ်ပြောတော့ပါဟာနင်ငါ့ကိုဒုံးတီတော့ဖြတ်မသွားပါနဲ့ဒုံးတီမဖြတ်ပါဘူးဘယ်တော့မှဖြတ်ခဲ့လို့နင်ငါ့ကိုလိုသလိုသုံးလုံးနေတာနင်ကိုချစ်တယ်မချစ်ဘူးဆိုတော့ငါကိုဆောင်နဲ့သိဟုတ်လားနင်လိုမိတ်ကမကြိုက်တဲ့ကောင်မလေးကိုလေငါတကယ်ကိုချစ်နေပြီးတော့ငါဘာဆက်ပြောအောင်ငါလည်းစာစီပေးအောင်ငါလည်းဗျာမရာတွေရှောက်ပြောနောက်တော့လာခဲ့စာစီပြီးတခါပြန်ပြောစာစီပေးမှာပေါ့စာစီပေးမှာပေါ့စာရေးတဲ့စာငါလည်းအဲ့ဒါပြောတာပေါ့ကလေး
တကယ်ကနင်ကောင်းကိုဟိုဟာပြည့်စဉ်းစားပြီးတော့မှာနော်ငါရေမခုံဘူးလို့ဟာအားကြလို့ အားကြအားသွားသွေးပြောလို့ပြီးပြီလားဥသူတော် ပြီးတော့ပြီးနောက်နေ့မှဆက်ပြောမယ် အကောင်းမဲ့လို့နားထောင် အကောင်းနေပြောနာလေ ဟာဒီမှာဥသူတော်တခါလဲပြောလိုက်မယ်နော်ကျမကိုချစ်တယ်ဆိုရင်ဒီဘဝတော့လေမစင်းစားနဲ့ဟိုင်း ဖိတ်စာရိုက်လိုက်ရမှာပေါ့ မစင်းစားနဲ့လို့ပြောနေရ ဝတ်သားကျွေးလိုက်မယ် မစင်းစားနဲ့လို့ပြောနေတာ မိဘတွေလာတောင်းပါမိဘတွေ တာပါတော့ ခရီးနဲ့မောင်မတို့အော်တော့အဲ့လောက်ကြီးအော်မတော့ငါနင်းစိတ်ကုန် ဝမ်းသာတာအဲ့လိုဖြစ်တင်နေရအေးကြံသေးရဲ့ဒီလား ဘသူကြံနာတော့ အကုန်ပတ်ကြံတော့တရားမရလို့ ငါပဲရမှာဒါနဲ့သူကနေစိတ်ကူးမရဘူးငါတော့လင်ကံကောင်းလို့နော်အဲ့ရတမုံမျိုးကိုစိတ်ကုန်လို့ မာလေဒီမှာဥသူတော်နောက်ဘဝတော့လေလေဝေလာဝေးသေးရဲ့ရှင်းလားသွားမယ် သွားတော့ကိုရိုးရိုးမသွားဘူးသွားတော့ကိုရိုးရိုးမသွားဘူးလူအမပိန်နိုင်ရောပါဆိုမှလည်းအယိုးတွေပြုတ်သွားတယ်ကဲတော့လက်လန်တယ်လူကြီးကိုလေနင်တို့ကစားကျင်တိုင်းကစားနာငါနှလုံးသားအချင်းနဲ့ပတ်သက်လာရင်မူလာတမ်းပဲရှိသေးနင်တို့ကတက္ကသိုလ်ရောက်နေပြီလူချင်းကိုစင်တန်းခွဲနာလူချင်းမယ်ငဲ့ညာတနာတဲ့ဒါလေးတောင်နေမသိတော့နင်တို့လူဟာတွေကအရေးရှိရင်ယူတယ်အရေးမရှိရင်ပူတယ်ဟာငါဘာတွေများပြောနေပါလဲအကို လူချင်းပဲငယ်ညာတနာရမယ် ဟာဘုန်းကြီးเจ้าရှင်ဘယ်သူများတချင်းလာဆိုတော့အကိုကျွန်တော်ရှင်တွေကခံစားချက်လေးကိုနောက်ကနေအမိုင်ကလေးနဲ့ကျွန်တော်မိုင်ပေးသားမှာအကိုဟာကျွန်တော်စူကြီးတွေထဲလိုက်လို့လမ်းသုံးကိုမရှိတော့လို့လွမ်းတွေကိုဆိုင်ရည်ထဲမှာမျောလိုက်ပြီးပြင်းရတဲ့နေမလေးညံလေးခင်ဗျားတို့ကလေဟုံးမှန်နေတာရှင်းတော့လေငါတောင်ပန်းကလူသွားကြရှိအေးအဲ့ဒီမှာငါရရရှိတဲ့ပတ်စံတွေကိုအကုန်လောက်ခဲ့မယ်အေးအပြန်မိုးချုပ်နော်အေးညီးတာအိမ်ကိုပြစ်ပြီးတော့ဟိုတဲနောင်ဆိုတဲ့အကောင်ကြီးတော့မတွေးနဲ့နော် ဟုတ်ကဲ့ပါတော်လေးရဲ့ ပြောတာဟုတ်ကဲ့ပါတော်လေးဟုတ်ကဲ့ပါဒီပါလေးငါပြောနေတာကလေညီးအတွက်သိလားညီးတိထားကတဲနောင်ဆိုတဲ့အကောင်လေတရွာလုံးရဲ့နင်းပြအမိအဖဆိုရင်ဦးချစရာမရှိလို့လေလောကမှာတိတ်ပြီးရည်စရာကောင်းတဲ့ဒီနင်းပြဆိုတဲ့တဲနောင်ဆိုတဲ့အကောင်ကိုလေ တော်ပါတော့တော်လေးရဲ့တော်ပါတော့ဂုံတုဂုံနဲ့နိုင်လူရဲ့ပွဲမှာတဲနောင်ကလေလူတကာအားလုံးရဲ့ခိုင်းမပါတော်လေးရဲ့ အေးအဲ့ဒါကိုညီးသိထားကအဓိကဒီတော့ညီးသိတယ်ဆိုရင်နောက်မှာသူ့ကိုပတ်သက်စရာမလိုဘူးနော်ဒါပဲငါသွားမယ် တဲနောင်တဲနိဘဝလူတကာရဲ့ခိုင်းပတ်နေနောက်ဘဝနေရရှိခဲ့ရင်အခုလိုလူတကာရဲ့အပြောဆိုဘဝအနှိမ်တဲ့ဘဝနေလွတ်ပါစေလို့နိဘဝဒီတယ်မကနိုမနစ်ပါစေနဲ့လို့ငါဆုတောင်းပေးပါရဲ့တဲနောင်ရဲ့ သိမှန်တာဗောဘီယာဗရမစစ်ဆိုဘယ်တော့မှနုံမနစ်ဘူးကအေးတိုင်းပဲတဲနောင်ဆိုတဲ့ကောင်နင်ဗရမလို့ထင်နေရလားသွားရမှာလမ်းမေးရဖန်ကိုလည်းကောင်းတော့မတော့ပြောင်မဘူးပါဒီမှာနင်သိချဖို့တဲနောင်ဆိုတဲ့ကောင်ဟာငါတို့ရွာမှာအခုချိန်ထိကြီးမြင့်လာဟောဥသူတော်ကောက်ယူမွေးသားလို့ဟာအဲ့အောင်နင်ထင်းနေနှိတ်ကြီးတာဟလား ဒီမှာနေပါအောင်နေရတဲနောင်ပြောနေအောင်နေအောင်ဘယ်လောက်ကောင်းလဲဟာဒီအင်းတိုင်းရောမှာနေရက်ဝိုင်းခဲဝိုင်းဘလောင်းကစားဝိုင်းမှလည်းကြွာရုံးကိုပေါ့ရှောက်သွားနေအောင်ဘယ်လောက်ကောင်းလဲအဲ့လိုပြောနေတာ ငါကငါဘွယ်လူတွေရှိမှသိဘူး
နေပြောမှပဲငါရဲ့ပွေပြီးငါသိတော့တာပဲဘလို့လဲမီဟမ်ဒီကလည်းနင်းပြတဲနောင်ဆိုတဲ့ကောင်ထီနင်းရဲ့နှလုံးသားဆက်ဆက်တုံအောင်နားနေပါလားငါပဲကြတော့နင်းရဲ့နှလုံးသားချက်လေးတော့လဲမကြည့်အေးဒီနေ့ငါရဲ့နှလုံးသားဖြစ်ပေါ်လာတဲ့အချစ်တွေကိုနင်းကိုတဝါကြီးပေးကြလို့ငါနစ်စီလာခဲ့ ဒီမှာအရင်မရခမရငါ့အိမ်လာတယ်လေနင်းနေခေါ်တယ်အခုချိန်ငါရထွက်သွား ဘေးဒီမှာနေရိုက်ခဲ့တဲ့ပါနော်အဲ့ဒီပါကိုအခုနင်းအနမ်းနေပေးဆက်ရမယ် ဒီတော့ငါရထွက်သွားပြောနေလေ လာလာလောက်ရှာရှိအောင်ရှာမှုစတာကြောင့်ဖြစ်လာတဲ့ပြဿနာတွေအကုန်လုံးကိုကျွန်တော်ကိုယ်တိုင်ဖြေရှင်းမယ်ဆရာဘူးဟာပြောရဆိုရင်ဆရာဘူးလည်းကောင်းပါလေခန္ဓာမှာပြောင်းနေပြီဆရာရဲ့ကြောလာဆရာရဲ့ကြောလာ ရှောက်ပတ်သွားနေလို့ ဟာလာခဏလေးထားအောင်နော်ရာသီဥတုကလည်းအေးတယ်နေပါလေရှိရလူနာတွေပါလာလို့ရှိရင်ကျမကြီးပါလေ view ဆက်တော့နေချာလဲပြောပြအောင်ရွာထဲမှာကြားလာ လူနာလားမလားတော့မသိဘူးတော့နိုင်ရိုးနေ ကိုကျမကြီးကိုလည်း view ဆက်အောင်နော်ကိုကိုရိုင်းကျမ်းမှာမှကိုစီလာတဲ့လူနာတွေကိုကောင်းပြုစုပေးနိုင်မှာကောင်းစေကုသပေးနိုင်မှာဟုတ်ပြီလား ဟုတ်ပါပြီဒေါက်တာရဲ့စိတ်ချစိတ်ချ ဟုတ်ပါပြီဟုတ်ပါအဲ့ဒါနဲ့ဒီနေ့ကမီးကိုစိတ်ထက်ပေးခိုင်းလိုက်သေးရဲ့လေသူတဲနောင်ရောသွားပေးပါမလားမသိဘူးဒါကြောင့်ဟိုကစိတ်ပုံမှန်မတောက်လို့ရှိရင်သိရတဲ့အတိုင်းပဲ ပေးလောက်မှာပါဒေါက်တာ ဟုတ်ဆိုတော့ပါလားမလားစဘူးဘာကိစ္စတော့ဟုတ်တယ် လာသဘူးပါကိစ္စတော့ဆိုကျွန်တော်သားတဲတော့မင်းညကလေးကကျောင်းကိုပြန်မအိတ်လို့အဲ့ဒါဒေါက်တာတို့စီများလာသေးလားလို့ကျွန်တော်လာမေးတယ် မလာဘူးသူတော်ရဲ့မလာဘူးဆိုသူ့မီးကိုတစ်စစ်ဆေးပေးခိုင်းလိုက်တာဟုတ် အဲ့ဒါပြောမလို့ပဲဟုတ်တယ်ဒေါက်တာမင်းနဲ့ဆေးထည့်ပေးလိုက်တာနဲ့အဲ့ဒါပဲကျွန်တော်သွားယူအောင်မယ်ဥတုတော်ဆိုပြီးတော့ထွက်သွားတယ်အေးအဲ့တော့ဆိုရင်လည်းမင်းညနေအောင်နေမနေနဲ့မြန်ပြန်ခဲ့လို့တေချာမာလိုက်မောက်မနေ့ကတညလုံးစောင့်နေတာပြန်မလား ဒါနဲ့ဦးသူတော်သူသွားတတ်တဲ့နေရာတွေဘာတွေရောလိုက်ပြီးရှာပြီးတော့မစုံစမ်းကြည့်ဘူးလားတညာလုံးပြန်မလာဘူးဆိုရင်တော့စိတ်ပူကြဖြစ်နေတယ်သူတော်ရဲ့ တညလုံးလည်းနှံ့နေပြီတခြားရွာပေါင်းတဲ့တငယ်ချင်းတွေစီသွားလဲတော့မသိဘူးရွာတွေကတော့နှံ့နေ ဒါနဲ့ညကလည်းပြန်မလာဘူးဆိုမင်းတို့ဘက်ကမိတ်ပြီလား မီးတို့ဘက်တော့မီးတို့စီတော့သွားတော့အိမ်တကားကြီးကပိတ်ထားတယ်ဘယ်သူမှမရှိတာနဲ့လှည့်ပြန်တယ် ဒါဆိုမင်းအင်းနဲ့တဲနောင်နဲ့မြအတူတူ တော်စမ်းနေပါပြောမလဲဆိုတော့ငါသိတယ်အဲ့လိုမဟုတ်တော့ပါဘူးခါနေရလဲစမ်းမများကစိတ်ပူတယ်ဟာဟိုဦးသူတော်အကယ်၍ဟိုခြေနေဝါဖြစ်ကျမောက်လည်းလိုက်ရှာပေးပါမယ်တခြားနေရာတွေလည်းအစင်ပြေတဲ့နေရာပါဦးသူတော်ရဲ့ကျမောက်လိုက်ရှာကြအောင်နော် သူတော့ဟိုလေကျုပ်တူမမီးရဲ့လေဦးသူတော်ရဲ့မွေးစားသားတဲနောင်စီကိုဒါလည်းမဟုတ်လိုက် အာဘယ်အသာလာမှာတော့ခမားတူမမီးရေးစီကိုကြောက်သားမနေ့ကဆီယမ်မလေးကဆေးထည့်ပေးထားတယ်တဲ့လူကြောင့်ဆေးပါပေးထားတာမဟုတ်ဘူးကျွန်တော်သွားယူလိုက်အောင်မယ်မီးတို့ဘက်ကသွားလိုက်အောင်မယ်ဆိုထွက်သွားမလာဘူးလား ဒါဆိုရင်မနေ့ကလေးကအနာကပေါ့လား မနေ့ကလေးကမလာဘူး ဟုတ်တယ်ကျုပ်တူမမီးအေးလဲလေမနေ့ညနေကလေးပျောက်သွားတာခုချိန်ထိကိုမလာသေးဘူးအဲ့ဒါဆိုရင်ဒီကိစ္စဦးသူတော်သိတယ်မဟုတ်လား ကျောင်းမသိလို့ဒီမှာဒေါက်တာလာမင်းနေအဲ့တော့ကျောင်းဘူးမအောင်လာတော့ သိတယ်မှတ်လို့မဲကြည့်တာပါတော့ ရတော့အားလုံးမသိတဲ့ကိစ္စတခုကိုကျွန်တော်အားလုံးသိတယ်ဗျာ ဟယ်လိုနေသိတယ် တွေ့ဟုတ်လား ဒါဆိုရင်ငါတူမမီးအေးဘယ်မလဲအောင် ဟာဘယ်မှာရှိရမှာလဲတော်လေးရဲ့တူမမီအေးလူတကာနေမြတဲနောင်ဆိုတဲ့ကောင်နဲ့ရွာထိတ်ကဖျားပြတ်တဲ့ဇေယျထဲမှာတကြလုံးချိန်တွေနေတာဗျာ ဟဲ့ငါသားဦးမင်းတပုတ်လေးနဲ့ရှောက်မပြောနဲ့
ငါသားသူများသားသမီးကိုတညာလုံးချင်းတွေ့ရအောင်အဲ့လောက်ဒီအကျင့်စာရိတ္တမပြတ်ပြားသေးဘူးမင်းနားလေ အကျဉ်းစာရိတ္တပြက်ပြားတယ်မပြက်ပြားဘူးသိရအောင်ဟောဒီကဥသူကိုကျွန်တော်လည်းလိုက်ခဲ့ကျွန်တော်လက်တွေ့ပြဟဲ့ရဆရာရွာသားတွေစုပြီးတော့မင်းရွာထိပ်ကဖျားပြတယ်ပြီးသွားလိုက်ဟုတ်ကဲ့ဆရာငါတော့ကလိုက်ခဲ့ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဟာဒီလိုလေးစားအားထားတဲ့ဒေါက်တာမာလေးရောရှိတော့ပို့ပြီးစင်ပြေသွားတာဟောဒီကဒေါက်တာမာလေးပါမျက်မြင်သက်သေဖြစ်ကျွန်တော်နဲ့တခါတည်းလိုက်ပြီးခဲ့ကဲဦးရောကျွန်တော်တော့လိုက်ခဲ့ အောင်ဘူးမင်းပြောတဲ့အတိုင်းဟုတ်ချင်မင်းပြောသလိုဟုတ်ချင်ဟုတ်မောင်းလို့ကတော့မင်းကိုငါကိုယ်တိုင်ပတ်ပြင်မယ်ဆိုတော့မင်းတောက်ကြည့် ဒါရမ်းပါချပြိုး ဒါဆရာဘူး ဟောဒီကဥသူတော်ရှေ့ရတော်လေးရှေ့ ဟုတ်ကဲ့ဆရာ ဒီရွာလုံးအားထားလေးစားနေရတယ်ဟောဒီကဒေါက်တာမာလေးရှေ့မှာဟောဒီကဆောင်ပြီးဆွဲလိုက်ရတာကွာ ဟုတ်ကဲ့ဆရာအဲ့ဒီမဲ့ကြည်ကြခမတော်မျက်လုံးနဲ့ကြည်ကြ ချပြိုး ဒါဆရာဘူး ဒီတိုင်းလုံးနဲ့ပဲပြီးမလဲကွာ ဟုတ်ကဲ့ဆရာ သူတို့ကချစ်ရလူအိမ်မောတွေကြာနေအဲ့တော့သူတို့နှိုးလိုက်စမ်းပါကွာ တဘောပေါက်တယ်ဆရာဘူးရေတဘောပေါက်တယ်ဗျာ ကြည်စမ်းပါကွာ သားတဲ့လောက်ထွက်တဲ့ကောင်ပဲဟုတ်တယ် တော်လေးမီးဟုတ်ကဲ့မောင်တော်လေးမီးဟုတ်ကဲ့မောင် မိအေးမိအေးဖိုင်လာကြည့်လားမိအေးဒီတိတ်မိုက်တာပဲဘယ်နဲ့တော့တရွာလုံးကပြစ်ပယ်ထားတယ်ဟာဒီအကောင်ထဲမှာတရွာလုံးရှစ်ပါညီဘလို့မရှစ်တဲ့အေးတိတ်မိုက်တာပဲ တော်လေးတင်လို့မီးချတယ်မီးချတယ် မိအေးမိအေး တာဘလို့ဖြစ်လဲတာဘာတခုမှမသိဟောဦး ဦးသူတော်ဒီကိစ္စကိုရှင်းဘယ်လိုရှင်းမလဲပြောင်း ဒီကိစ္စကိုဘယ်လိုရှင်းရမှာလဲဗျာဘယ်လိုရှင်းရမှာဟောရီယာကျုပ်ရဲ့မွေးစားသားသိန်းတော်တယ်ခမည်းတူမမိအေးတညာလုံးဒီစီဟက်ပြက်ချင်းတွေ့အတူတူအိတ်နေတရောလုံးမြင်နေပြီပဲဒီတော့ဗျာသူတို့နှစ်ယောက်ကိုလက်ထပ်ပေးသားရုံအလွဲပြီကျုပ်တို့ဘာဆက်လောက်အောင်မှာတော့ကျုပ်တို့ဘာဆက်လောက်အောင်မှာ ဦးတော်ထင်လို့မဟုတ်ပါဘူးဦးတော်ရဲ့ဦးတော်ကျွန်တော်ရောမှာကျွန်တော်နဲ့မြင်နေဘာမှမ ပြစ်ပါညင်းနေရတယ်ကွာဟမ်လက်စောက်လက်ကမိနေတာဒီလိုကောင်မျိုးဒီလိုထိုးနေဖို့တက်ကိုတက်တင်လားဗျတက်တင်လားခွေးချင်းကိုရဲ့ကြံ့တာ အောင်ဘူးပြဿနာတစ်ခုအကောင်းဆုံးပြစ်အောင်အေးစစ်စစ်ဆွေးနွေးလို့ရတယ်ပြောလို့ရမင်းတို့မြင်နေရလမ်းစိုက်ဆိုတဲ့သဘောမလောင်းနဲ့နော်ကြီးနိုင်နေနေမလောင်းနဲ့ ဟာဥသူတော်ခင်ဗျားလည်းခင်ဗျားသားဘက်ကပြောမှာပဲ
ကျုပ်တို့ဘက်ကလည်းစဉ်းစားကြည့်ဦးမြကျုပ်တို့ရွာသူတယောက်ကိုဒီကောင်စော်ကားသွားတာကျုပ်တို့ပြန်လက်ပတ်ကြည့်နေရမှာလား ကျွန်တော်ပြောတော့ရုံပဲဗျာကျွန်တော်နဲ့မြည်တယ်တကယ်ကို အောင်ဘူးမင်းတို့ကတောင်းမှန်လေကွာမင်းတို့ကတောင်းမှန်နေငါတို့မတိနဲ့မင်းတို့တတ်ချင်ငါ့ကိုတတ်လိုက်ငါ့ကိုတတ်လိုက် ဒီကိစ္စမှာဥဒ္ဒရောနဲ့ဘာမှမဆိုင်တောင်းပန်နေလို့လည်းကဒီပြဿနာကြီးဖြေရှင်းသွားပါကြားတယ်ဗျာဒီကောင်တက်ပြစ်တာပဲကောဥဒ္ဒရောလည်းဗျာ မင်းတို့ငါမေးအခုငါတူနေမိအေးနဲ့ပြဿနာတက်ဒီအတွက်ငါတူမင်းတို့ဘာဖြစ်ချင်မင်းတို့ဘလို့ဖြစ်ချင်တာလဲမင်းတို့ချင်းတွေကစံတာအလုံးငါလိုက်ရောပြီမယ်ငါလိုက်ရောပြီမယ် ကောင်းပြီလေဒါဆိုရင်ဒီကောင်အများဆုံးတရားဆွဲအများဆုံးထောင်ချပြီပဲဗျာ ဘာမဟုတ်ဘူးညင်းနေတယ်ရတယ်မင်းယောက်ျားမဟုတ်ဘူးယောက်ျားဆိုကိုလို့တော့မခံရအမှာပေါ့အခုတော့ဝင်မခံမနဲ့မင်းကညင်းနေတယ်အားလုံးရဲ့မျက်စိရှိမှမျက်မြင်ကိုယ်တွေရှိနေတာမင်းဘာလို့လိမ့်စင်နေသေးတာလဲတော်တော့ငါမင်းကိုစေတနာရဲ့အပြစ်ထားပြီးမင်းရဲ့ယောဂငါကုသပေးခဲ့တယ်ဆိုတာမင်းရဲ့ရိုးသားမှုမင်းရဲ့ပြုစင်မှုတွေကိုငါပကအသိမှတ်ပြုလို့ငါလေးစားယုံကြည်ကြလို့မင်းကိုစေတနာထားပြီးငါကုသပေးခဲ့တာတကယ်လည်းကြာမင်းကငါချစ်တယ်လို့လူမျိုးမဟုတ်ဘူးမင်းကတကယ်လည်းကြာအောက်တန်းစားတဲ့လူရောက်မှတယောက်ပဲလို့ ဆရာမလေးကျွန်တော်အလုံးမကောင်းပါနဲ့ဆရာမလေးထင်လို့မဟုတ်ပါဘူးဆရာမလေးကျွန်တော်ဒီကိစ္စမှာဘာတစ်ခုမှမသိရတာ တော့ကွာဒီမှာတော့မလေးဒီတိုင်းပြောလို့ပြီးမှာမဟုတ်အဲ့တော့ကျွန်တော်ရွာသွားတဲ့ဂုံစုပြည်တကြီးကိုသွားမယ်ဒီကောင်ကိုအမြန်ဆုံးတရားဆွဲထောင်ချပြီဗျာပြောတယ်ကွာ ကျွန်တော်ရုံပါဆရာမလေးကျွန်တော်ရုံကြည့်ပြလောက်ရတော့ဘယ်လိုလဲတော့လောက်တာကြောင့်ကျွန်တော်အတီးချိန်မှာသူများရဲ့အနေကအပြောဆိုကဟောအောက်ကနေညတယောက်တင်နေတော့ဘယ်လိုကြိုးဒီလိုလောက်တာခဏတော့ကျုပ်ကိုထိုးကြရရတော့ကျုပ်ပါဖြစ်ဘူးတော်ကျုပ်ရင်လည်းမတော့မကောင်းဘူးဗျာဦးတို့တောင်းရုံကြည့်ပေးပါနော် ငါသားဥတူရောတောင်းမှန်စရာလည်းမလို့ယုံကြည်ပေးပါလို့ပြောနေစရာကိုမလို့မင်းလူလားမမြောက်ခင်အရွယ်ကလေးကငါထိန်ကြောင်းလာငါလက်ပေါ်မှာကြီးလာတယ်ငါသားกว่าငါသားရဲ့စိတ်ကဘလို့ရှိတယ်ဘလို့ပြည့်အောင်ဖြူစင်းနေတယ်ဆိုတော့ဥတူရောသိတယ်ဥတူရောနားလေ သူတို့အလောတော့ဘလို့နိုင်ချင်ကြရတော်စေတရွာလုံးဘသူဒုက္ခရအောင်သူတို့အခက်ခဲလို့တာအလုံးကူညီပေးနေတော့ဘုရားတို့သူတို့ရဘာလို့မကောင်းကြလဲတော့ဘုရားသူတို့ရဘာလို့မကောင်းရလဲ လူလေးလူဆိုတာဝေကျွေးရှိရင်ဒီဝေကျွေးတွေပေးစားတာမင်းအရင်ဘဝသူတို့ပုံအနိုင်ယူခဲ့လို့ဖြစ်မှာပေါ့ကွာသူတို့ပုံမကောင်းခဲ့လို့ဖြစ်မှာဒီလိုပဲအောင်မလားလောကကြီးမှာငါသားလေးမသိသေးတဲ့အကြောင်းအရာတွေလူတွေရဲ့သဘောတရားတွေအများကြီးရှိသေးတယ်အခုပဲကြည့်လေဒါမင်းစိတ်တကြစရာမလိုဒီပြဿနာပြစ်လို့မင်းရှုံးပေးစရာမလိုဘူးလူတယောက်ကဘလောက်ပဲမာမာအဲ့ဒီအမောင်းအမှန်ပြင်းနိုင်ရင်လူတော်လူကောင်းတယောက်ဖြစ်တာဒါမဲ့ဒီပြဿနာမှာငါသားမမောင်းသူတို့တွေမတရားတတ်တဲ့နိုင်တဲ့စီနေငါသားလေးကိုလှုံနေတယ်ဆိုတော့ဒီကုန်းလေးမျက်လုံးကိုကြည့်ရတဲ့ဥတူတော်သိလူတွေကဒီလိုပဲဟ
မ်မင်းကိုဦးလိုက်အသေးလိုက်နဲ့ညီကိုမောင်နှမလို့သဘောထားပြီးပေါင်းလူတယောက်ကောင်းတယ်မကောင်းဘူးမိတ်ဆွေကောင်းစစ်တယ်မစစ်ဘူးဆိုတာအခုမင်းဒုက္ခရောက်တဲ့အခါကျတော့မင်းဘက်ကနေမရက်တည်ဖို့အတွက်ဘသူရှိလဲဟောဒီနိုင်ဒီအလုံးဘသူရှိလဲဟမ်ဒါကြောင့်မင်းကိုလူတိုင်းကိုမပေါင်းပါနဲ့လူတိုင်းကိုကြိတ်ပေါင်းပါလို့ဥဒုရောမြေဆုံးပါတော့ဥဒုရောမြေပြောခဲ့အခုအဲ့ဒီမင်းရောကြည်ရတဲ့ဟမ်မင်းအချစ်ဆုံးတငယ်ချင်းလို့ပြောလို့ရတယ်အောင်ဘူးတော့ဝယ်ဟာမင်းကိုတရားဆွဲတော့ပါတယ်တရားဆွဲတော့မင်းဒီပြဿနာကိုဘယ်လိုစဉ်းစားတယ်ဟမ် တော့အခုကိစ္စနဲ့ပတ်သက်လို့ဒီပြဿနာကိုဖြေရှင်းပေးနိုင်မယ်လို့အမေအေးတယောက်ပဲရှိတော့ဘူးလို့တော့အမေအေးကိုတော့ဘယ်လိုပြောရမလဲဒါဘယ်လိုအကူအညီတောင်းရမလဲ ဟုတ်တယ်မသားမင်းနဲ့မိအေးနဲ့ပြစ်ခဲ့တဲ့ပြဿနာမင်းဘက်ကနေမိအေးကိုယ်တိုင်ရက်တည်ပြီးဖြေရှင်းပေးဖို့လိုတယ်ဒါမှတရွာလုံးဟာအမှန်တရားကိုသိနားလေဒီမှန်တရားကိုဥသူတော်တယောက်တည်းသိပြီးနားလေနေလို့မရဘူးဒီမှာမသားကဘာပြတ်မတက်ရွာနေတဲ့မိုးတွေလေကမောင်လေးတစ်ချက်ဆောင်းပြီးမလုံလောက်နိုင်ဘူးအခုချိန်မှာအေးငါရဲ့မွေးစားတောင်းမလို့ငါတော်လေးဘကနေဥသူတော်ရက်တီပေးနေုံနဲ့ငါတော်မလုံလောက်မင်းတို့မလုံလောက်မင်းအေးကိုမင်းစီယုံအောင်ဘာမှမဟုတ်တဲ့အကြောင်းတရွာလုံးသိအောင်မင်းအေးကိုရှင်းပြနိုင်မင်းအေးကိုစီယုံရမယ်နော်လူလေးမင်းအေးမကရက်တီပေးမှရမှာအခုချိန်မှာဥသူတော်မြစ်တာတကူနဲ့ဥသူတော်ရဲ့မြစ်တာနဲ့ငါသားလေးတွေမလုံလောက်တော့ဘူးကလေးရဲ့မလုံလုံးကညင်းပဲအရေးမလုပ်တဲ့ဖိုးသူတော်ရဲ့မွေးစားသားနဲ့မှာတော့ချက်အေးရတယ်လို့အေး ဟုတ်ပါအေးသူနဲ့သူဆန်တန်ရပေါ့အေးတိုးကြည့်တဲ့မိမတွေတနေ့တော့ကြာနာတာပေါ့ ဟုတ်ပါအေးကိုအောင်ပူကြီးကတော်တယ်အေးမိအတက်ကညင်းဆက်မှာကြောင်းလို့ဆိုပြီးတရွာလုံးနဲ့ဝိုင်းဖန်လိုက်တာဒါကိုဒီကောင်ကညင်းတော့ရှိသေးတယ် ဒီကောင်ကလေတို့ရမှာမီးရေးနေမဟုတ်ဘူးတို့ရမှာတောင်းဝင်ကြနေတဲ့ဆရာဝန်မလေးကသူကရည်သက်လုပ်နေတဲ့ကောင်အေးတင်ကြီးစရာမရှိပါဘူးအေး အဲ့ဒါပြောတာပေါ့အေးပြက်ပြက်လေးနဲ့လိန်နဲ့ယောက်ျားအိမ်ကြောင်ကိုရေးဆိုတာအဲ့ဒါပေါ့အေး ဟုတ်ပါဒီနေ့ပဲရှိရဒီနေ့ပဲပြောပါဘူး အဲ့တော့ယောက်ျားအိကြကွင်းမဟုတ်ဘူးကွာမသိရင်မှတ်တာ မုံလားဦး အေးယောက်ျားမုံလားငါစိတ်ကပုတ်ကြဟာ ဟုတ်တယ်အဲ့ယောက်ျားမုံလားဦးလည်းမဟုတ်ဘူးဤကြကွေးလည်းမဟုတ်ယောက်ျားခဲရန်သည် ဟာရရောက်ခဲသည်တော့ကွာ တီးလို့သူတို့မုံလားဦးတော့ငါတို့ခဲရန်သည် ဒီကောင်ကတကမရိုင်းတဲ့ကောင်ကွာတရေကွင်းမှာအိပ်ပြီးတရေကွင်းဝါစားတဲ့ကောင် တေဘောအဲ့တေနာစာ မင်းသိပြောပါလား မသိမဲနဲ့မင်းရမ်းပြောနေဒီကောင်ကြောင့်ပြောမနေစမ်းပါနဲ့ဒီကောင်ကြောင့်ပြောရတော့ငါတို့ပါစက်တွေတနာတယ်နော် ဟုတ်တယ်ကွာဒီကောင်တရေကွင်းတော့ဝါစားတဲ့ကောင်ကွာတရေနာစားတဲ့ကောင်ကွာ အဲ့ဒါပဲနင်တို့လည်းဒီကောင်ကြောင့်ပြောမနေနဲ့ ပြောမနေနဲ့ ဒါပြောမယ်ဆိုရင်နင်တို့မီးရဲကိုအတူယူရမှာပဲအဲ့လိုကောင်မျိုးတွေကိုဘယ်တော့မှမကြိုက်မိစေနဲ့ ဟုတ်ရဲ့ဘယ်လိုကောင်မျိုးလဲဘယ်လိုကောင်မျိုး ဟုတ်လေအဲ့နောက်လိုကောင်မျိုး လက်ညိုးဟိုကချိုးလေကွာ အေးလေဥပမာပေးတော့ အေး ဒီလိုကောင်မျိုးတွေကအကျင့်ကောင်းတဲ့ကောင်မဟုတ်ဘူး ဟုတ်တငယ်ချင်းလက်ညိုးဟိုဘချိုးပြောဟိုဘချိုးပြော ငါလည်းညို့ငကိုတွေကထောင်းနေမင်းနာ ထောင်းတာသိတယ်ဟိုဘချိုးပြော အေး ဒီလိုကောင်မျိုးတွေကို မင်းရလေအဲ့ဒါဒီကောင်ကြောင့်ပြောမနေပါနဲ့ဟာ ကောင်းလား ပြောသက်တနာကျွမ်းနာ နေဆောင်နေအချိန်ဟောင်းနေပြန်မယ်ဟာ အမလေးဘီအေးရဘီအေးဘယ်လိုဖြစ်တာလဲဘီအေးကဲတော့ဘူးကြပါဦးတော့ အေးဟုတ်တယ် ကဲတော့ပါ
တဲ့လူတွေတည်သွားပြီကျွန်တော်တို့အခုလုံးစရာရှိတာပဲဆက်လုံးယုံပေါ့ဗျာအဲ့တော့ကျွန်တော်လုံးစရာရှိတာတင်းအောင်ဆိုတဲ့ကောင်ကျွန်တော်တို့အမြန်ဆုံးတရားဆွဲထောင်ချပြတာပဲကောင်းပါရဲ့ဒေါ်လေးဟာအဲ့အမြန်ဆုံးစီစဉ်ကြပါတော့မဟုတ်လား ဟုတ်ပါတယ်ဒီကိစ္စမှာတဲနောင်တာသူအားလုံးအမှန်တိုင်းဖွင့်ပြောပြီးဝန်ခံခဲ့မယ်ဆိုအခုလိုအခြေအနေတွေဖြစ်လာကြဘာအကြောင်းမှမရှိဘူးဒါပေမဲ့အခုကိစ္စမှာခွေးရိုက်ချင်ခွေးရှင်မျက်နှာကြည့်ရတယ်ဆိုတဲ့အတိုင်းဥသူတော်ရဲ့မျက်နှာကိုထောက်ထားပြီးကျမတို့အားလုံးစဉ်းစားပြီးမှလုပ်ကြရအောင်နော် ဟာဒီမှာတော့မလေးအခုဖြစ်တဲ့ကိစ္စကလူတတ်မှုဒါလူတယ်မှုဗျဘာမှစဉ်းစားကြမလို့ပါဗျဒီကောင်ထောင်ချရမှာပါဗျာ ။အိုးလောက်ရှက်ပါဒီလောက်ကောင်းမရွာမှာကျရွာလာတယ်ရွာလာနင်ထုတ်လိုက်တော့ ဟာအဲ့ဒါလည်းမှန်တာပဲနင်တို့ပြောရလဲ ဘာပဲဖြစ်ဖြစ်တော့ကျုပ်တော်လေဥပဒေတိုင်းသူ့ကိုတရားစွဲမှတင်တတ်တယ် အဲ့ဒါပဲကောင်းပါရဲ့ဒေါ် သူ လေး တို့အဖြစ်ပြက်တွေကလည်းတရားလုံးမျက်မြင်သက်သေရှိနေတာပဲ ဟုတ်ပါပြီဒေါ်လေးပြောတဲ့အတိုင်းပဲအားလုံးရဲ့ညဉ့်ညဉ့်သက်တဲ့အကုန်လုံးရှိနေတာဆိုတရားရုံးမှာအမှန်တိုင်းထွက်ဆိုပြီးတရားဥပဒေကသူ့ကိုကောင်းကောင်းအပြစ်ပေးပါလိမ့်မယ် အဲ့ဒါပဲကောင်းပါလေဒေါက်တာမလေး အခုမှရွာတွေကနေတည်င်းကြားခဲ့တာမင်းနဲ့မိအေးနဲ့ပြဿနာမှာတရွာတုံးကမျက်မြင်သက်သေအပြစ်နဲ့ငါတူလေးကိုတရားစွဲလိုက်ပြီတဲ့ သူတို့တရားဆွဲလို့တော့ကျိုးဝေကြတော့တော်ရီကိုဆိုင်ဆိုင်ဘာကျူဆိုင်တာအလေးနဲ့ထားတရားလုံးရဲ့ရှိမှဖြစ်ပြခဲ့တဲ့ကိစ္စတဆရာမလေးကိုရှင်းပြဝတ်မရဘူးဒါအရောရီကျိုးမရဖြစ်နေလို့也不得也好嘞，啊，也不得都好嘞。对到我的屋子，到谁不到桥？တရားလုံးရရှိပါရှင်းပြခွင့်မရဘူးဒေါက်တာမလေးတို့ဘာကိုလဲတွန်းထားတဲ့ဖောင်ပြီးသူတို့ဆရာမလေးစီရောက်ဖို့ပဲတာရှင်းပြခြင်းနဲ့အကြောင်းတာဆရာမလေးကိုပြောချင်တဲ့အကြောင်းတရားတွေအားတာဒီဖောင်လေးနဲ့ပါတာဖိုင်ပေးပြီးတယ်အဲ့ဒါလို့သူတို့ရောက်ဖို့ပြောနော်သူတို့တော့ချစ်တယ်သူတို့တော့ချစ်တယ်ရောက်ဖို့အဖေနော်ဆိုချင်ပါတယ်လေဘာလို့လဲဦးတို့တော့ပြောဦးတို့တော့ချစ်တယ်ဆို
ကိုချစ်တယ်ဆိုရင်ဒါရဲ့နောက်ဆုံးချိန်မှာဒီအတန်းဖိုင်ကိုဆရာမလေးစီရောသူ့ကိုပို့ပြီးတော့နောက်ဆုံးချိန်ကိုဆိုတော့သူလည်း စိတ်ချပါလူလေးတောက်တောက်စီကိုကိုင်းနေဒီဘုံလူလေးတောက်တွင်းမှာတော့နားထောင်စီရတောက်တောက်လက်တဲ့မရှောက်ရှောက်ဥသူတော်ပို့ပေးပါမယ်လို့ငါတောင်းကတိပေးပါတယ်ကွာဥသူတော်မရောက်ရအောင်ပို့ပေးပါမယ်လူလေး ဒေါက်တာရဲ့မင်းနာရီကလေစီးလိုက်တာဟာနဲ့တခြားရွာလည်းလာကြရသေးလားဟောဒေါက်တာကိုပြောစရာတစ်ခုကြံသေးတယ်ဟောလေရွာထဲကလူတွေကပြောကြတယ်ဟိုအယုတ်တမကောင်တန်းအောင်မင်းမြောက်လေ ငါတော့မှားထားမယ်နော်တော့ငါရှင်မအဲ့ကောင်ကြောင့်မမလာမပြောနဲ့ငါအတန်လည်းမကြားချင်သိလည်းမသိချင်ဘာမှဒီဘာကိစ္စနဲ့လာလဲတဲနောင်ကြောင့်လာတာဆိုရင်တော့ကတော့ဆုံးမှာပဲဘူးသူ တော့ကျွန်တော်ဒီလိုဆက်ဆံလိုက်ဒီလိုပဲခရီးဦးချိုပြုတ်မယ်ဆိုတော့ကျွန်တော်လမ်းကလေးကတွေးထားပြီးတော့ဒါမဲ့ကျွန်တော်တို့တဲတော်ရဲ့နောက်ဆုံးအချိန်မို့လို့သူ့ရင်ထဲကဆန္ဒတွေကိုလိုက်ရောပေးခြင်းလို့ကျွန်တော်ဒီကိုရောက်ခဲ့ရဒေါက်တာလည်းသိပါတယ်တဲတော်မှာနှလုံးရောဂါရှိသူစိတ်တိကြိုက်လို့မရောက်တအားပျော်ရွှင်လို့မရောက်ပျော်ရွှင်လို့ရင်လေသူယောဂသိတတ်တယ်လို့စိတ်တိကြိုက်လွန်းရင်လေသိတတ်တယ်ဆိုတော့ဒေါက်တာဆိုတော့ကျွန်တော်တည်းပူနားလေပူသိမှာပါအခုမင်းနဲ့ပြစ်ခဲ့တဲ့ပြဿနာတကယ်အမှန်တရားဟောဒီဘုံထဲမှာအတန်သွင်းပြီးဒေါက်တာနားထောင်မှုတွေရှင်းပြထားတယ်။အဲဒီတော့ဒီဘုံထဲကအတန်သွင်းထားတဲ့အတန်ပိုင်လေးကိုနားထောင်လိုက်တယ်ဆိုရင်ဖြစ်ခဲ့တဲ့ပြဿနာတွေရဲ့အပြည့်မှန်ကိုဒေါက်တာသိသွားမှာ ထင်တယ်ဦးသူအဖြစ်မှန်ဆိုတော့ကျမမျက်စိရှိမှလည်းအားလုံးမြင်ခဲ့ပြီဘာလို့လာပြီးထပ်ရှင်းပြနေအောင်မှာထင်တယ်ဦးသူကျမဘာမှလည်းနားမထောင်ချင်ဘာမှလည်းမသိချင်ဘူးအဲ့တော့ဦးသူတော်လာလန်တိုင်းပြန်လိုက်ပါ ဒေါက်တာထင်တာကမြင်နေတာတွေအားလုံးကအမားတွေဒေါက်တာလူတော့ဟုတ်ပါတယ်မျက်လုံးတော့နှလုံးပါမျက်လုံးနှလုံးပါတယ်ဆိုရင်မျက်လုံးကိုနှလုံးလုံးမြင်အောင်ကြည့်ဟောဒီလိုဒီပတ်နဲ့ပိတ်ပြီးမကြည့်နဲ့ဒါမှပြဿနာတစ်ခုရဲ့အမားနဲ့အမှန်ဖြူနဲ့မဲကိုဒေါက်တာသေးသေးကိုသိမှာဒီမှာဒေါက်တာကျုပ်သားသေးတော်လူစင်းရတဲ့ပညာမတတ်ဘူးဓမ္မမင်းလေးတယောက်ဘဝကိုဖျက်ဆီးရတော့စိတ်တက်တော့အောက်တန်းမကြောက်ပါဒေါက်တာပေါ်မှာသူထားခဲ့တဲ့သူ့ရဲ့ချစ်ချင်းမြတ်တာအပေါ်စားတော့မဟုတ်ဘူးနော်ဒေါက်တာကဲပါဒေါက်တာနားထောင်တာနားမထောင်တာဒေါက်တာအပိုင်းထားခဲ့ရမှာကြုတ်ပိုင်းပဲဘာတမ်းမှလည်းမကြားချင်ဘူး
ရှင်းပြလိုက်လဲဘာတကူမှမသိချင်ဘူးလို့ပြောနေကြတာရအောင်ထားသွားသေးတယ်ကောက်ထိဖြစ်လာလှုပ်ပြစ်လိုက်တာပဲအေးပါနေပါလေဘာလို့ဝေးဆောင်နေလဲကြည့်မလို့ပြပါနဲ့ဒေါက်တာရဲ့သူဘလောက်ထိကလိန်ကြည့်ကြရဲဆိုတော့ကျမတို့ဖွင့်မိနားထောင်မယ်ဖြစ်မယ်လေဒေါက်တာရဲ့ငေါအောင်တော့မလို့စမ်းမငါဘာမှမသိချင်ဘူးလို့ပြောနေနော်ပြောပါဒေါက်တာရဲ့ငါကကျမတို့ဖွင့်နားထောင်မလားဒေါက်တာရဲ့ကျွန်တော်ဘောနေမယ်ဆိုကျွန်တော်သိမယ်ဆိုအဲ့ဒါဆရာမလေးကျွန်တော်ဘောမှာအမြင်မရှိကျွန်တော်ဆရာမလေးဘောမှာအမြင်မရှိကျွန်တော်ရှိတာပါရဲ့ဆရာတကယ်ဆိုကျွန်တော်မအေးဘူးကျွန်တော်မစော်ပါဘူးဆရာမလေးကျွန်တော်တို့ပေးလိုက်တဲ့ဆေးကျွန်တော်မိအေးတို့အိမ်သွားအယူဆရာဘူးကလည်းကြားတာဗျာဒါနဲ့တရားတော်ပြင်တော့တက်စလာတက်တော့မှာပဲဒီကိစ္စလို့ဆိုလူသိမခံလည်းကောင်းနေပဲလောက်ကြရှိရတော့တော့ပြီးတဲ့ကိစ္စဆရာဘူးအော်ခေါ်လူကြားတာဖတ်နေတော့ပဲအားဆရာခက်တယ်မလေးကြားနဲ့ဒီတော့တော့ဆက်ပါ切我这个，回来了，没有把路子要洗的了不？你回来了，吹人多，吹了你不吐露别洗，你不不能了。阿爸老要没得了，哎，蛋，妹妹，你俺子干啥？你昂不来看来，你昂不。你အဲ့လိုလုံးမရဘူးဟာနေမချင်းမနဲ့တက်လေနေအောင်ဖို့ယူအမှာဘူးနေပါရတပည့်ပိတ်အမှာမဟုတ်ထောင်းမှာမမိဘူးငါတော့နေနားတော့မှာဟာ阿妈我们去了，阿妈我有嘛的啦，对头的，我有嘛的啦。后面你又ယူ我ယူ啊ကြောက်ကြဆိုကိုလုံးခဲ့တဲ့ကိစ္စကိုကိုကြီးဆိုင်ရမင်းငါနေရှင်နေမမမငါရက်ငါတယောက်လုံးရှိသူတို့မိဘတွေစီသွားပြီငါပြောပြီငါတော့နေကြမှာနော်မီးနဲ့တင်းတော့အောင်ဖို့ပဲအတော်မှာပေါ့ဗျာ ကျွန်တော်ပြောတော့ရုံပါဦးပြီးရင်မိမသားပါဦးလေးတော့မိုက်ရိုင်းလို့ဟဲ့ဟောမင်းမင်းယောက်ျားလို့ရင်ဆိုင်ရဟဲ့ဒီကောင်ကလေးကြီးတော့ပြီးတော့ဖက်မလာတော့နေတာသိတယ်စကားပြောရှင်းတယ်မှာဒါဒီကောင်ပြောတော့တယ်ဟဲ့
ဟဲ့အောင် မင်းပေါ်တငဲ့ညာမလို့ဗျာဦးလေးတော့လူကြီးသူအောင်လေးပါဗျာမင်းပေါ်တငဲ့ညာမလို့ ဟဲ့ sorry မင်းဘယ်လောက်စဉ်းစားကြည့်ဘယ်လောက်စားမလဲဘာလဲဘာလဲဒီကောင်တန်လို့လား ဦးလေးတို့ချင်းတိုင်းတော့တက်လိုက်ဦးလေး တက်ကုန်ကပြေ မလို့မင်းပေါ်တငဲ့ညာပြီဗျာကျွန်တော်ပြောတော့ယုံကြည်ပြီပါလေ မင်းကဘယ်တော့ပြောလို့ပြစ်မဲ့ခါတယ်မင်းကနေပြကွာနေပြ ဟုတ်တယ်ကျွန်တော်ဒီနိုင်ရဒီအောင်ရဲ့အနေကအပြောစုကနေမြ ဟေး အမေဦးလေးကျွန်တော်ဘာလို့အောင်ကြကြတဲ့စိတ်ကတော့မရှိဘူးဗျာ မင်းဘယ်လိုဒီကောင်စောကားနေတာဖဲမင်း ဟဲ့အောင်လို့မင်းယောက်ျားကြီးဒီအဲ့လိုမရှုံးပါနဲ့အောင်ကြမကြနဲ့တော့ ဟဲ့ကောင်ဒါပြောဆင်းတော့မင်းဘာကောင်းလဲမင်းငါတောက်မင်းဘာတော့တောက်လို့စကားပြောဟာလေ ဒီကောင်နဲ့ဒီကောင်ကိုပြောတာမယုံနဲ့ကိုရင်အောင်ဘူးဘလောက်ရိုးသားတယ်ဆိုတာကျွန်တော်အသိဆုံးပါပါကျွန်တော်အသိ ဟဲ့အောင်တယ်အောင်ကြမကြနဲ့ကျွန်တော်ပြောရောဗျာမင်းဟောလည်းငဲ့ရလို့ တော့မရိုက်နဲ့နှုတ်နဲ့စောကန် အဖ ဟာလေ ဘယ်တော့မှတော့ကိုလက်လုံးပေါပြီးပါရဲ့လက်လုံးပေါပြီး ဟဲ့လေခုံးပြလာမလဲ ခေါ်လို့မရဘူးဘယ်လိုလုပ်မလဲ ဘယ်လိုလုပ်မှာလဲဟာကလည်းပါလေဒီမဲ့တော်ထိတ်ကခရဘေးနာလေးရဲ့စစ်တဲမှာသူတို့နဲ့ကိုချင်းအောင်ထောင်တိတ်လိုက်ပြောတော့ခေါ်ပြလိုက်ရောပဲပေါ့ ဟာကောင်းလိုက်တဲ့ကြံဖေဟာကျွန်တော်လည်းဒီအေးရဲ့အဖြစ်ကအဲ့ဒါဟောပဲရှင်ဒီမစင်ကျွန်တော်ဟာဆရာမလေးပေါ်မှာရိုးရိုးတော့ဖြူဖြူစစ်စစ်နဲ့ကျွန်တော်ချစ်ခဲ့ပါဆရာမကျွန်တော်ဟောဒီအနိုင်ရော်လေးမင်းမရှိအဖမရှိကြည့်ပြလာဆိုရင်ကျွန်တော်အဲ့လိုရုပ်မအောင်တဲ့ကြတဲ့စိတ်နဲ့ဆိုကျွန်တော်မရှိဘူးဆရာမလေးကျွန်တော်အမေဘောကူညီတယ်ကျွန်တော်အခုလိုအဖြစ်ဆုံးနဲ့ကြုံနေတယ်ကျွန်တော်အခုပြောနေတဲ့စကားလေးနောက်တော့ပြည့်အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ပြောနေတဲ့စကားလေးဟိုဒီအိမ်တိုင်းရောတရားလုံးဘသူမှမထောက်ကြည့်ဘူးဆိုတော့ကျွန်တော်ပုံမှန်ရုပ်ကြည့်ဝင်နေဆိုကျွန်တော်ပြောရစေအောင်ဒီတိုင်းရောတရားလုံးရဲ့အနေခံအပြောဆိုကနေတာတယ်ကျွန်တော်ဆရာမလေးကျွန်တော်ဆရာမလေးကိုနှုတ်ဆက်ခဲ့ကျွန်တော်ဆရာမလေးကိုနှုတ်ဆက်ခဲ့တဲနော်တဲနော် မင်းကတဲတော့ဘာသာပြောနေရလဲ သူစောနာဒီနောက်မှာလည်းငါ့ကိုရှင်းပြနေတာသူဖြစ်ခဲ့တဲ့အကြောင်းအရာကိုပြီးတော့သူလုပ်ခဲ့တာမဟုတ်ပါဘူးဆိုတော့သူဒီမှာလာပြီးငါ့ကိုရှင်းပြနေတာအခုဘယ်ရောက်သွားပြီလဲမသိဘူးဟာတဲနော်ဒုက္ခပါ ဒါနဲ့တော့ခန့်နေပါပြီကျမတို့ခုမှဖောင်းပေးလိုက်တာလေဖောင်းဖို့ပြီးနားထောင်နေတာတော့အမြင်မကနေမှာပါ ဖေရဖေရဒါဆိုမဟုတ်မလဲရောတဲနော်တခုခုဖြစ်နေပြီလေတူမဖြစ်ဘူးငါကြောက်လိုက်တော့မှဖြစ်တယ်အတူဆိုပြီးတဲနော်လုံးလိုက်တော့ကျ
တာတင်းတော့မင်းရဲ့ဆန္ဒတွေအားလုံးဖြစ်စည်းခဲ့တယ်တော့လူလေးမင်းသိစေခြင်းနဲ့အမှန်တရားအားလုံးမင်းသိချစ်တဲ့ထောက်တာသိအောင်အပြရှင်းပြခဲ့ပြီမင်းမဝတော့အားလုံးငြိမ်းချမ်းမှုရပါဝေကျွေးတွေအားလုံးကြည်သွားအေးတားလေးအတွက်အဖေချင်တတ်ပါတယ်ရှုပ်ထွေးလာတဲ့လူလောကထဲမှာအမိမဲ့အဖမဲ့မပြည့်မစုံတဲ့ဘဝကိုရှစ်တန်နေထိုင်လာတဲ့စာရအခုလိုတည်သွားတာမှမင်းဘဝအတိတ်ပဲရှိအောင်ပဲနောက်တော့များလူပြစ်ခဲ့လေတော့ဒီလိုပြစ်ဆိုးရင်းနဲ့မကြုံတွေ့ပါစေနဲ့လို့အဖေစုတောင်းပါတဲ့လူလေးရဲ့အဖေစုတောင်းပါတယ်လောကလည်းမမျက်နှာမငယ်ပဲမိဆုံးပါဆုံးနဲ့တာရတဲ့ဘဝတစ်ခုကိုရောက်လျာဘဝမှာပိုင်ဆိုင်ပါစေလို့ငါသားလေးတို့အဖေစုတောင်းနေတော့လူတွေရှိမှနေရလေကျမကိုပြောပြပါနော်ကျမတို့ပေါ်ထင်မှားခဲ့တာအတွက်ကျမတောင်းပန်ချင်လို့ပါသူမမလည်းဟုတ်သူတော့ကျမကိုစိတ်မဆိုးပါနဲ့နော်သူရှိမှနေရလေကျမကိုပြောပြမယ်အခုကမတောင်းပန်နဲ့အဲ့ဒီတောင်းပန်နဲ့ဆိုတဲ့စကားကိုထားမပြောနဲ့ထားမပြောနဲ့ဒီမှာတောက်တာရင်တွေကခွင့်လွတ်တဲ့အတန်သူ့ပုံနားလည်မှုရှိတဲ့စကားတွေသူကြားကျင်ခဲ့တာတောက်တာခွင့်လွတ်မှုတွေကိုသူမြုံလင်းခဲ့တာအခုတော့လက်ကားပဲအခုတော့လက်ကားပြက်ကုန်ပြီဗျအခုရှင်းပြလဲကြောက်တာမချနိုင်တော့ဘူးတဲတော်မချနိုင်တော့ဆိုတော့သူဘယ်ရောက်သွားလို့လဲကျမစီဆိုပြီးသူထွက်သွားပြီလားကျမတောင်းမှမလို့ပါကျမသူ့တောင်းမှန်ချင်လို့ပါတောက်တော့သူဘယ်တော့မှစိတ်မဆိုးတောက်တော့အမြဲတမ်းခွင့်လွတ်နားလည်မှုတွေပေးခဲ့အခုသူထွက်သွားတာလေစိတ်ဆိုးလို့ခဏတာထွက်သွားတာပေါ့တစ်သလုံးပြန်မလာနိုင်တော့တဲ့လက်ကိုသူရွေးပြီးထွက်သွားပြီကြောက်တာသိပြီကြောက်တာလည်းသိပြီတော့ကဲနိုင်ကဲပြီးဟောကျုပ်သားလေးကိုကဲပြီးဟောတော့တယ်ကျုပ်သားလေးကြောက်ရရတယ်ပြီးထွက်သွားပြီးတော့တယ်ကျမအလားကောင်းပြီမဲ့ခါနောက်သွားခဲ့ပြီကျမရဲ့ကိုလိုမှုတွေကျမသူ့ကိုနားလည်မှုတွေဘာလို့သူမသိတော့ခဲ့နိုင်ရတာလဲတဲနော်မင်းရှင်းကြတဲ့တန်ပြားရဲ့အားလုံးငါနားလည်ပြီအခုမင်းလုပ်ခဲ့ရတဲ့အားလုံးအမှန်တရားတွေပါအားလုံးအမှန်တရားတွေပါဆိုတော့ဘာလို့ထားပြီးမပြောနိုင်တော့ပါလဲတရွာလုံးရဲ့အနေကတရွာလုံးရဲ့ခိုင်းပါတရွာလုံးရဲ့နေပြမင်းရဲ့ဘဝရဲ့နောက်ဆုံးချိန်ဒီတိုင်းမမင်းပြီးဆုံးတော့ပါလားအမတရားရအောင်ငါပြောတဲ့ဒီလိုမလုပ်တော့သေးဘူးပါဒီရောလုံးတရားမဲ့ပြီးရှင်းပြပါဦးဒီတိုင်းထားမတော့ခဲ့ပါနဲ့တော့ဒီတိုင်းထားမတော့ပါနဲ့ဘေးရိုးသားပြစ်စမှုတွေအားလုံးလေဒီရောလုံးကလူတွေတရားချစ်လွဲမှုတွေအားလုံးပြေရောတော့မင်းဘာလို့ထားပြီးမရှင်းပြနိုင်တော့လဲဒီတိုင်းရရှုံးပေးတော့ပါလားအဲ့တော့တောက်တာ
ကျုပ်သားလေးဘဝကူကောင်းအောင်ခွင့်ပြုပေးလိုက်ပါကျုပ်သားလေးကိုအနောက်ဘက်မပြေးစေပါနဲ့တော့တောင်းထားရဲ့ကျုပ်သားလေးကိုခွင့်ပြုပေးလိုက် ဆွေပွဲလာအဲ့ပြိတ္တကျွန်တော်တို့ယခုကပြနေတဲ့ပြဆက်လေးကိုနေကြလို့အမိပေးကျွန်တော်ကတကယ်တမ်းဆိုရင်ဒီအေးကိုကျွန်တော်မဆော့ဘူးကျွန်တော်မီအေးဘောအောင်နေတယ်မီအေးဘောအောင်တနားကျွန်တော်ကအချောက်တဲ့ရောက်တော့လူကကောင်းရင်နိုင်ရတော့လို့ကျွန်တော်မီအေးကိုဆော့ပါစေကျွန်တော်ဝိုင်းဆွဆွဲကျွန်တော်ရဲ့ဒီလိုဆိုင်ဆိုရင်ကျွန်တော်လေးနဲ့ချောကျွန်တော်ကယူဆိုင်ကျွန်တော်အရင်ချင်ရတဲ့ကျွန်တော်ရဲ့ဒေါက်တာပါလေသူ့ဘယ်ရဲ့တဲ့တီတော့ပါပဲတွေ့ပြောပြကြပါဦးကျွန်တော်ဘီအေကိုမစော်ကားပါဘူးဆိုတဲ့ကြောင့်ရွှေပွဲလာအပိတ်တဲ့ဒီပဲရဲ့ပဲတီတော့ပါပဲတွေ့ပြောပြကြပါဦးဘယ်မှာပဲတွေ့